ဟိုပွဲကင်းလုံညုံကြီးကင်းတဲ့ရှေ့နားမှာဗျဒါကျွန်တော်အိမ်နဲ့မှားရအောင်ဟုတ်ရတယ်မနောက်ဘူးလေခင်ဗျားရောက်နေကျွန်တော်အိမ်ထဲမှာလို့ပွဲကင်းလုံညုံကြီးကင်းတဲ့ရှေ့မှာလို့မှားလာတာပေါ့မှားတာပေါ့ဆရာ ဆိုင်တော့ရပါတယ်ဆရာတော့မနောက်တယ်လို့မနောက်ဘူးလို့ပန်းစပယ်နန်းလဲမပေါ်ခိုင်ဟာမို့အလိုက်တော်တန်သိယုံပါခံပွင့်ကိုကုန်းရတယ်ထွေညိုလေးရဲ့သေးဆိုတာမတ်တက်ပေါက်ရတယ်အတွဲဆိုတာဖြောက်ပြက်ပြရတယ်နင်းမေသေးမတ်တက်ပေါက်ပါမလားထွေညိုဩထွေးညိုနဲ့နှစ်ယောက်လာတာလားထွေညိုခေါ်လိုက်လေသမီးလားထွေညိုနင့်ခေါ်နေတာနင့်ခေါ်နေဘယ်ပြန်ခေါ်နေတာတော့ဟုတ်ပြဘယ်ကထွေးညိုတို့ဟာနေကဇက်ဆရာမဟုတ်ဘူးလားအစ်စ်လေအနုပညာသမားမဟုတ်ဘူးလားဟောဇက်ဆရာပြုတ်ပါဆိုမှဒီမှာထွေးညိုဇလန်းခင်းထွေးညိုပုံတရံလုပ်လေဩငါနဲ့သရုပ်ဆောင်ပါလားဒီလောက်တော့မနှက်ဘူးဩငါဆိုထွေးညိုပေါ့ဟုတ်တယ်ဩရတာဗောမင်းလည်းမလေးအနုပညာသမားပဲလုတ်တတ်တာဗောဒါဆိုထွေးညိုကမျက်မှိန်နဲ့မလိုက်ဘူးဟုတ်တယ်တိုက်ပုံကြီးနဲ့လည်းမလိုက်လိုက်မတော့မိန်းကလေးကိုမှန်တယ်အေးခဏလေးနော်တေချာလို့အဲ့ဒါပစိုးဝစ်လို့လည်းမရဘူးဘယ်ရမလို့ထမိန်ဝစ်ရမှာဟုတ်တယ်မလားတေချာဝစ်လေထမိန်ဝစ်လိုက်အောင်မယ်နော်ဝစ်မသားလေးကဟိုဘက်လှည့်လေမိန်းကလေးထမိန်ဝစ်တာလာကြည့်နေတနာယူလေးလားမသိအမှန်မသိမဟုတ်စီကောင်းရပြီကြည့်တော့တေချာပြမှာကြည့်တော့တယ်မကြောက်ပါနဲ့ရာသီဥတုကအေးတော့လေကိုတော့မမမေမနေမှတ်တာလောက်အောက်တိုပါလားအောက်တိုပါလားနင်းမေအောက်တိုပါလားမလားမလေးမကြောက်ပါနဲ့သူလို့ကိုလို့ပါတေချာဝစ်အင်းမစိတ်ချောအော်အဲ့ဒါမဖြစ်တာတော့စမှုစာအစာတွတ်နေတာပါဟဲ့ကျိုးကြေကုန်တော့မှာပဲရပြီလိုက်ချင်တယ်ကိုလိုက်နေထမိန်ဝစ်လိုက်တော့တေချာကြည့်သားသမုတ်တန်လေးအဝစ်ပတ်ထားတဲ့အတိုင်းပဲသမုတ်တန်ကိုအဝစ်ပတ်အောင်မလားဒီလောက်လှတာဘေဘီပိုက်တာကလေးများအာတိုစီဖေးမရှိတော့ကြောင်ညာဝင်းနေအဲ့တော့ဇလန်းကိုတေချာမှတ်ထားပြောလေဇလန်းအလွမ်းဇလန်းလေးအလွမ်းဇလန်းမျက်နှာလွမ်းထားမယ်အတိကခန်းစားချက်အပြည့်နဲ့လွမ်းထားမယ်ဩအဲ့လိုလားရပြီနော်ရပါတယ်ဆွဲမယ်ဆွဲလေဘာဖြစ်တာလဲမျက်နှာတစ်ချမ်းနဲ့ကွက်လေဖြတ်သွားလားနင်းလွမ်းဆိုလို့ငါလွမ်းနေတာလေနင်ကလွမ်းတာနဲ့မတူပြန်လှုပ်ကြည့်သားဖပြုတ်ကြီးအစာနင်းနေတဲ့အတိုင်းတော်ကြက်သေးတုံးပါလေဖပြုတ်ကိုအစာနင်းရသေးတာနော်ပြုတ်ကြီးအစိုးတာအဲ့လိုလွမ်းလို့မရဘူးလားသိချာလွမ်းတာရတော့ရနည်းနည်းလျှော့နော်ရပြီနော်စမယ်ထွေးညိုထွေးညိုရေထွေးညိုရေအော်ငါပြန်ခေါင်းလေဟိုအေးအလွမ်းထဲမှာစီးမျောတော်လို့ပါမတက်ကြီးများသေသွားပြီလားနဲ့ပြန်ခေါင်းလေအေးပြန်ခေါ်ပါမယ်လို့ပါမေ့နေတာလေးကိုပြန်လို့မမေ့ပါဘူးပြန်စားမယ်ပြန်စားထွေးညိုကိုတစ်တာကိုတစ်စာမန်ယူပွဲတော့ငါရှုံးသွားတယ်ငါတစ်တာကြီးသတိရလို့ပါကွာအဲ့ဒါနေရှုံးတာပဲမအောင်ခေါ်အေးပါကိုတစ်စာအေးပါကိုတစ်စာမမိပြီနော်မမိပါဘူးမမားစင်နဲ့မမားပါဘူးအနုပညာသမားဆိုတာမမားဘူးအေးပါစိတ်ထဲဟုတ်ထဲတာဒီကမမားစင်နဲ့နော်ပြန်လုံးမယ်ကိုတစ်စာငါ့ကိုတစွတ်မှာပြီးမှားတော့နေရစမှားတာဟမ်မှားသွားလားမှားတာပေါ့နည်းနည်းလောသွားလို့ကိုနမိတ်ကိုခေါ်နေပြီတော့ဟုတ်နည်းနည်းလေးပါပြန်စမယ်ပြန်စထွေးညိုကိုတစ်စာထွေးညိုကိုတစ်စာထွေးညိုကိုတစ်စာရေထွေးညိုရေထွေးညိုတစ်စာနဲ့မိုးလင်းသွားတော့မယ်ရှေ့နေနဲ့ဘာဆက်အောင်နေစာသားလေးပါလေဒီနားနေဝိုင်းနေထွေးညိုကိုတစ်စာတိုက်ပြည်နဲ့လူမျိုးအတွက်ရှင်းရန်သွားပြီးတိုက်ပွဲဝင်ရတော့မယ်ထွေးညိုတိုက်ပွဲဝင်ရတော့မယ်ဘာပြောလဲဩပြည့်လောက်ပါရှင်းထဲမှာကြီးသားမှန်လို့မသိဘူးနင်လုံးမှသိမယ်ရှင်းပါပြောလိုက်တယ်တိုက်ပွဲဝင်ရတော့မယ်ထွေးညိုရှင်းတန်းကိုသွားရမယ်ဟုတ်လားဟုတ်တယ်မတော်လို့မဖြစ်ဘူးလားကိုတစ်စာရှင်းတန်းစစ်မြေပြင်ဆိုတာကတနတ်တွေဘုံတွေကြည်စံတွေကြားထဲမှာရှင်းအတွက်အသက်အန္တရာယ်ရှိတယ်ဒါကြောင့်မို့ရှင်းလိုက်သွားပါပြီးရောမလေးတားမလေးရှင်းမသွားနဲ့ဒီလိုတားမရှင်းသွားမှကျွန်မလိုင်းကောင်းကောင်းသုံးလို့ရမှာပေါ့ဒီသခေါ်မှလင်းရမသွားသေးဘူးလင်ငယ်ထောင်ဖို့ကစဉ်းစားနေပြီကျွန်မလိုင်းမဲ့သုံးကျင်နေတယ်ကျွန်မလက်ညိုးလေးကိုကြည့်ပါလားလက္ခဏာတော့မရှိတော့ပြည့်ရတယ်တူလားဘာလို့တော့လိုင်းသုံးကလွန်းလွန်းပို့လွန်းလွန်းစိတ်သေးရဲ့ဇလန်းနဲ့မှတားမှလေးသခေါ်မှရဲ့သခေါ်မှလည်းပါရလုံးမယ်သူများလာပြီးသခေါ်မှလည်းသူကကြတော့မလေးဘာဖြစ်လို့တော့မင်းနဲ့ငါနဲ့လည်းဇလန်းလဲမို့လို့ရီးစားဖြစ်ရတာဘာဖြစ်လို့အပြင်မှာသူမင်းနဲ့ငါနဲ့ယူမရလူချင်းပဲယူလို့ရပါတယ်နင်းနဲ့ငါနဲ့ယူရင်ကလေးတွေမမွေဘူးသွားတွေထွက်လာမှာနင်းလည်းသခေါ်ငါလည်းသခေါ်လေအမလေးအဲ့လိုမပြောနဲ့ငါတို့ခေါ်တာလှတယ်ပြောစမ်းတိတ်ချာကြီးဗန်နီဖြိုးခေါ်တာ
ဒါဗန်ဒီဖြိုးခေါ် ဟုတ်တယ် အမလီသွားတစ်ချောင်းနဲ့တစ်ချောင်းကြားမှာတင်းချန်ကုန်းသုံးခုလောက်ချားနေတာဗန်ဒီဖြိုးခေါ်တဲ့ မလေး အဝေးကလှမ်းကြည့်သွားနဲ့မတူခေါင်းပြီးထည့်ထားတယ်လို့ကြဲတောင်းနေတာ သူများမပြောနဲ့နေခေါ်မခေါ်နီတေချာ မ ကြီး လေးငါတို့ကစစ်စီကြီးနဲ့လှတာခေါ်တာ တေချာကြီးမိမတောက်ဖက်နာကြီးငုံထားတယ် ဘုံကြီးစီဖက်နှက်လောက်ဆိုရပါပြီဟာ တေချာပြော ဟမ် ဇလန်းနဲ့ပြန်သွားမယ် အဲ့ပြန်တော့လေ ညနာလွမ်းထားတော့ သွားမယ် ဇလန်းတားမှာနော် အေးပါတော့ မတားနဲ့ထွေးညိုမတားနဲ့ဒါမသွားမဖြစ်သွားမှာအတိုင်းပြည်အရေးကွာ ကိုသစ္စာ ထွေးညို ရှင်ရဲ့အတိုင်းပြည်ရေးမို့လို့တားမရင်လေကျွန်မမတားတော့ပါဘူးအဲ့တော့ရှင်ကိုကျွန်မနှစ်ဖားကျိုးဖြစ်ပြီးလွတ်လိုက်မှာပါ ဟိုထွေးဟာငါလွားရလို့သွားခွင့်ပြုလိုက်ပါမယ် သွားခွင့်ပြုလိုက်ပါမယ်ကို တောက် သစ္ ချော စာ င်မနေတော့တာပဲထွေးညို ကိုသစ္စာ မောင်ကြီးတစ်ခုလောက်မှားခြင်းတယ် ဘာများလဲဟင် မောင်ကြီးရှေ့တန်းပြန်လာရင်ပြန်လာမယ်လမ်းမှာအောင်တပြေပန်းလေးနဲ့ကျိုးနေတော့ထွေးညို စိတ်ချပါကိုသစ္စာရှင်ပြန်လာမယ်လမ်းမှာကျွန်မလွမ်းသူပန်းဝင်နဲ့စောင့်နေမှာပါတရားမနော်တရားမနော် ငါ့ဘာလို့တက်ပြင်းနေအောင်တပြေပန်းလေးနဲ့စောင့်နေပါမယ် တိုင်းသုံးကျင်လို့ သိစိတ်ရဲ့ဒီသခေါမတယောက်နဲ့တော့အောင်တပြေပန်းလေးနဲ့စောင့်နေပါမယ် အောင်တပြေဖန်းနဲ့ကျုံနေပါမယ် အဲ့ဒါဆိုရင်လွမ်းနေရတော့ထွေးညိုရေးလွမ်းနေရတော့ ကောင်းပါပြီကိုသစ္စာကိုယောက်ျားရှေ့တန်းသွားတော့ဆိုတော့လွမ်းပြီးထိုင်းနေရအောင် ဘိုင်းမောဘိုင်းမောရေးဘိုင်းမောဟဲ့နင့်ခေါ်နေတာနင့်ခေါ်နေတာနင့်ခေါ်နေတာ ဟာဘာတော့ဟာ နင့်ခေါ်နေတာဘိုင်းမော ဟမ် နင့်ခေါ်နေတာလေ ဟာငါခေါ်လို့မရဘူးလေငါထွေးညိုလေမင်းဘိုင်းမုံဆိုနောက်တစ်ယောက်ထပ်ခေါ်လေ ဇလန်းထဲမှာဘိုင်းမုံလဲနင်းပဲထွေးညိုလဲနင်းပဲလူသိမ့်မရှိဘူး ငါတယောက်တည်းကိုပွဲကူတွေကျန်းနေတာ အေး ပေါ့ ဟုတ်တယ်ဟုတ်တယ် ဟောဇက်ကလည်းမင်းနဲ့ငါနဲ့ပေါင်းမှာ2ယောက်ရှိတာလားအေးအဲ့ဆိုဘိုင်းမုံတော့ဆိုလဲမှုံပေါ့ကွာဟုတ်လားဘိုင်းမုံဆိုထမင်းရတော့ လူပြောင်းသွားပြီထမင်းနဲ့မလိုက်တော့ဘူး အဲ့ဆိုတော့ပြန်လာခဲ့ပြန်လာခဲ့ မမိတယ်နော် ငါမျက်မှန်လေးတက်တယ် အေးပြန်လာခဲ့မယ်ပြန်ပြောမယ်နော် အေးပါဟောဒုက္ခပါပဲ ဘိုင်းမုံ ငါပါရလဲမမိုးကအေးနေငါဘာလေးလာခိုင်းနေမှမသိ ငါ ဘူး ဘယ်လိုခေါ်လိုက်လို့ ဘိုင်းမုံလို့ခေါ်မှာဘာဘိုင်းမုံတော့ ဟိုခေါ်ကျင်သွားတယ်လောသွားဘိုင်းမုံ ဟဲ့ဘာကြီးမုံနဲ့အိမ်ရှိကဘယ်သူလေးလဲ ခဏလေးခဏလေးခဏလေး ဟုတ်လို့ နေချေမျက်စိတွေအဲ့လောက်လုံနေမှာတော့ မလေးဇလုတ်ပါဟဲ့ ဇလုတ်တွေအဲ့လောက်လုံနေမှာတော့ငါတို့ဇလန်ဒီနေ့ပြီးပါမလား အမေလည်းဘာကြီးမုံကဇလန်းနဲ့မှာအသက်ကြီးတယ်လေ အဲ့လောက်ကြီးစရာမလိုဒီမှာပုံမှန်လေးပဲပြော အော်ပုံမှန်ရ ဖလိုပုံမှန်ဖလိုလေးပဲ ဖလို့ပုံမှန် ပုံမှန်လေးပဲ ရ နော် ရ ဘိုင်းမုံ ဟေးဟဲ့အိမ်ရှိကဘာကြီးမုံနဲ့မင်းဘယ်သူလဲ ဟာဘိုင်းမုံကျွန်တော်မမတ်မိဘူးလားကျွန်တော်မောင်သစ္စာလေးဘိုင်းမုံရဲ့ အော်မောင်တစ္ဆာ ဟုတ်တယ်ဘိုင်းမုံဟိုဘိုင်းမုံဟိုထွင်းည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 ို မောင်တစ္ဆာ ဗျာ မင်းရှေ့တန်းကပြန်လာတာမ ဟုတ်တယ်လေ ရှေ့တန်းမှာတနက်မပြစ်ဖဲနဲ့ဘာလို့ငါ့ရင်ထဲရောက်မှာတနက်တွေပြည့်နေတာ မဟုတ်ဘူးလေဟိုကျွန်တော်ရဲ့ထွင်းညို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  ဟဲ့ ဟမ် မင်းကြည်တယ်နေငါမှန်အောင်မယ်ဘာလို့တနက်တွေပြည့်နေတာတော့လို့ မဟုတ်ဘူးလေဟိုကျွန်တော်ရဲ့ထွင်းညိုထွင်းညိုထွင်းညို ထွေးညိုဆိုထွေးညိုမပြောနင်းမေထွန်းညိုဆိုလန့်လာပေါ့ဒီကအော်မောင်တစ္ဆာ ထွင်းညိုထွင်းညိုထွင်းညို ထွင်းညွန့်နေပါဦးဟာပြောပါဦးမင်းအောင်ပြန်လာမှာဟို ထွင်းညိုထွင်းညိုထွင်းညို ထွင်းညွန့်အဲ့ဒီထွင်းညွန့်ဟာ ပြရပိတ်ထားလား မဟုတ်လေမင်းဒါပဲလာမောင်တစ္ဆာ ဘိုင်းမုံ မင်းအလားကောင်းပေမဲ့ ပြပါပြရလေဘိုင်းမုံရဲ့ ဟဲ့မင်းငါဘာပြောသေးလဲပိတ်ငိုးနေတာအလားကောင်းတာပဲရှိသေးတယ်လေကွာဘာသိရသေးလို့မင်းကငိုတာတော့ ဘာပြောသေးဘူးလား ဟိုဘာမှမပြောသေးဘူးလေ နည်းနည်းစောသွား န လား င်းနေမို့အများကြီးစိုးတာရှေ့မှာစကားတွေကြံသေးတယ်ခဏနေပါဦးမင်းအလားကောင်းပေမဲ့အခါနှောင်းသွားကြပြီမောင်တစ္ဆာကြီး အဲ့ဒီကောင်တွေကိုကြောက်ကြမယ်ဘိုင်းမုံဒီကောင်တွေကိုကြောက်ကြမယ်ကြောက်ကြမယ်ကြောက်ကြမယ် ဟဲ့ငါဘသူကဘာလုပ်သွားလဲဆိုမှမင်းကဒေါသဖြစ်ရမှာလေခုငါဘာမှမပြောသေးမင်းဘယ်ကောင်နေလိုက်တတ်ချင်တယ်ပြောဘာတော့ ကျွန်တော်ဒေါသထွက်တာနည်းနည်းစောသွား တော်တော်စောနေတယ် ဒေါသကြီးရှော့လိုက်မယ် ရှော့ချလိုက်တာ အေး ဒေါသလျှော့ပါဆိုဘူစီပေါင်းကြီးလေလျှော့လွတ်လိုက်တယ်လို့ပဲမင်းပြောလို့ဇလန်းသိတယ် ဟောနည်းနည်းလောသွားလို့ နည်းနည်းလို့တော့မဟုတ်အများကြီးလုံးနေ မင်းသိချစ်တယ်မင်းရဲ့ထွေးညူလေးဟာမင်းရဲ့အလားကိုရွာပြင်အပင်ကြီးအောင်မှာစောင့်ရင်းနဲ့ထွေးညူတယောက်ဂျပန်ငပုတွေရဲ့လက်ချက်ကြောင့်သေပြီ ဘာကျွန်တော်ရဲ့ထွင်းညိုထွင်းညို မလေးအခုနေပြောပြီးတာလေ ကျွန်တော်မကြားလိုက်ဘူးဗျာ မင်းမကြားလိုက်ဘူး ဟုတ်တယ်ဘိုင်းမို့ မင်းနာမကြားတာငါခါအောင်သွားတယ်ဒီပါသိချာနားထောင်မှာကွာနော် ပြန်ပြောပါဘိုင်းမို့ မင်းသိချစ်တယ်ထွေးညူလေးဟာ
မင်းအလားကိုဆောင်ရင်းနဲ့ဂျပန်ငပုတွေလက်ချက်ကြောင့်ထွေးညိုလေးသေးပြီ ဘာခေါ်မှနဲ့ဒီနေ့တတ်ပြင် ထွေးညိုလာမေးရလားငါလာတတ်တာလား လောက်ပါဘိုင်းမကျွန်တော်ရဲ့ထွင်းညွတ်ထွင်းညွ နေ တ် မလေးနှစ်ခါရှိနေပြီငါကားနေလေ ကျွန်တော်မကြားလိုက်ဘူးဘိုင်းမရဲ့အမြန်ပြောပါကျွန်တော်ရင်မတည်းရမ်းပူနေပြီကျွန်တော်ရင်ထဲမှာရမ်းခံစားနေ ဩမသားလေးကလည်းတနေရာနဲ့ပိတ်ရိုက်နေနိုချောင်းတွေပိတ်ကုန်မအောင်မယ်ဟာနေရာလေးပါလေပြောင်းပြရိုက်ရင်ရိုက်ပါအောင်ဟာဩမောင်တစ်စာမင်းတိတ်အဲ့ဒါလေပင်းကြီးနော်မင်းဘာနဲ့များလွဲနေတာ မဟုတ်ကျွန်တော်စိတ်တွေလောပြီးပါ ဟာဩဒုက္ခပါရမ်းလောက်တာကွာဆက်လိုက်တူတော့ဘယ်လွင့်သွားတယ်မသိဘူး ပါလာလို့လားဘိုင်းမရဲ့ ဩမပေါင်းမိဖို့ကြောင့်နေမှာ sorry ဟုတ် မင်းတိတ်ချစ်တဲ့ထွေးညူလေးဟာမင်းရဲ့အတော်ဆောင်ရင်းနဲ့ဂျပန်ငပုတွေရဲ့လက်ချက်ကြောင့်ထွေးညူလည်းတည်ပြီဟမ် ကျွန်တော်ရဲ့ထွင်းညွတ်ထွင်း နေမေထွေးညူနဲ့ထုံးညူနဲ့ထုံးညူနေတော့လား ဦးလေး ဟေး ကျွန်တော်တရုပ်ဆောင်တာကောင်းလား ဟာ ကျွန်တော်တရုပ်ဆောင်တာကောင်းလားလို့ မင်းကဘယ်တော့တည်းဥဆောင်လဲ ဟာကျွန်တော်စစ်သားစစ်မဟုတ်ဘူး ဟမ် ပြဆက်မင်းသားစစ်သားစစ်မဟုတ်ဘူးပြဆက်မင်းသား မင်းက ဟုတ်တယ် ဟိုးပြည့်စံမင်းသား ဟုတ်တယ်လေဦးလေးဟာ စစ်သားမဟုတ်ဘူး မဟုတ် ဟိုကြည်စံကောင်းလိုက်တော့တည်းဥဆောင်တာလေးငါမင်းတို့ဒီဝတ်ဆောင်ရင်းနဲ့ဆိုနတ်စမမှတ်နေတာ တိုင်းထင်နေတာ အေးစစ်သားစစ်ကြီးမှတ်နေတာ ဦးလေးပဲဒီနေ့ရက်ဆွဲနဲ့ထည့်ထားတယ်လေ ထည့်လေလေ ဦးလေးသမီးရိုးတဲ့အမှုပညာသမားနဲ့ပေးစားမယ်တဲ့ ဟုတ်တယ် အမှုပညာတစ်ခုခုလာလို့ပြရင်တမလောင်းရွေးလို့ရတယ်ဆို အဲ့ဒါငါထည့်ထားတာ အဲ့ဒါကြောင့်ကျွန်တော်လာရွေးတာသဘောကျလား သဘောကျတယ်ဗျာ သဘောကျရနော် ကျတယ် ဦးလေးသမီးခန်းထဲမှာကြောက်သွားလိုက် နေပါဦးငါရောင်တတ်ပါပြီတော့ကောင်းတယ်ကွာမင်းဘာလို့ရှောက်လုံနေတာတော့ ကျွန်တော်ဦးလေးသမီးရှိသွားမလို့သဘောကျရဆို ငါသမီးနဲ့မတွေ့ရသေးဘူး ဘာဖြစ်လို့တော့ ငါသမီးအိမ်မှာမရှိဘူး ဘယ်သွားတော့ တက်စီသမားတွေနဲ့အော်ဒါလိုက်သွားတယ် ဘာကြီးတော့ ဟုတ်ဘူးတက်စီအော်ဒါငှားပြီးဈေးသွားသေးတယ်လို့ ဟောကျွန်တော်ဆောင်းအောင်ပါပေါ့ ခဏဆောင်နေလိုက် ဘယ်နှမ်းမှဆောင်း ဟိုအပြင်မှာ ဟုတ်ကဲ့ ဧည့်သည်တွေလာရင်ထိုင်မို့ဆိုပြီးတော့တွေ့လားခွေးကလေးလေးချထားတယ် ခွေးကြီးခုံလေးတွေ အေး ထားတာ ခွေးကြီးကောင်အပူလေးတွေချပေးထားတယ်အဲ့ဒါထိုင်မို့ ကျွန်တော်တွေ့တယ်ဟိုမှာဟိုသပင်ရှင်ရှင်တဲ့လူတယောက်လည်းတွေ့တယ် အေးယူလို့အပေါ်လို့ကောင်တကောင်ရှိတယ် ဟုတ်ပြီ အေးသူနဲ့ အဲ့နာမဆောင်းရမယ် အေးအဲ့နာမဆောင်း ရချရဗျာ အေးပါကွာ ကျွန်တော်လူရဲ့ချရဗျာမျက်လုံးရဲ့ချ မလေးနိုယူမြဆိုလာတာမသိမျက်စိတွေနောက်နေတာပဲစိတ်ဆင်းရဲတာသမီးရဲ့ဒီတယောက်လည်းအစင်မပြေပြန်မော